ပါတယ်ဒီနေ့ခရီးဖြည်းဖြည်းဆရာကြီးရှိလို့ပါရှင်အဲ့ဒါလေးကတော့ခရီးကဘုံတော့ကျောင်းထဲမှာလူတွေပြသွားရဲလို့ပြောတာကြားရတယ်ဗောနော်အဲ့ဒါကြောင့်မို့ခရီးဒါဖြည်းဖြည်းရပါတကယ်တော့လူတွေကလုံးဝမပြောက်ပါဘူးရှင်စိတ်ထင်လို့ဗောနော်လူကလုံးဝမပြောက်ပါဘူးเนาะသူတွေလုံးဝမပြောက်ပါဘူးစိတ်ထင်နေလို့အဲ့ဒါပျောက်တကယ်တမ်းလုံးဝမပြောက်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာချိုးတွေပြကြဒီကခင်ရစပင်းကောင်မလေးတွေပျောက်သွားတယ်ဒီကောင်မလေးတွေလည်းပျောက်နေတာပေါ့နော်အဲ့လိုပြောကြတယ်ဒါပေမဲ့လုံးဝမပျောက်ပါဘူးเนาะသူတွေလုံးဝမပျောက်ပါဘူးအဲ့ဒါလေးကိုလာပြောပြရပါရှင်ပျောက်သွားရဆိုပြီးတော့ comment တွေမှာတွေ့လို့ပေါ့နော်ဒါကြောင့်ပြောပြရပါတော့မပျောက်ဘူးပေါ့နော်ပြီးလို့ရှိရင်မြန်မာစကားကိုဒီထဲမှာဘယ်လိုပြောရလဲဆိုတာလေးကိုလည်းပြန်ပြောပြမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် menu ထဲဝင်မယ် prof တဲဝင်လိုက်ပေါ့နော် prof တဲဟိုရှင် sorry not prof တဲဝင်မှာမဟုတ်ဒီကချက်ခါအဲ့က active လုပ်တယ်ပေါ့နော်ဒီကဟာလေးတွေကိုဝင်လိုက်တာပါဝင်သွားလို့ရှိရင်အဲ့မှာပေါ့နော်ဒီမှာ set ရေးတဲ့နေရာရှိပါတယ်အဲ့နေရာလေးကိုဝင်လိုက်ပါဝင်သွားလို့ရှိရင်ဥပမာအားကိုပဲပြောလိုက်တော့မယ်ပေါ့နော်ပါကိုပဲပြောရတယ်ပေါ့နော်ပါကိုသုံးလို့ရလိုက်မယ်နော်ဒါဆိုလို့ရှိရင်ဆက်ချက်ကိုနှိပ်လိုက်ပါအဲ့ဆိုရှင်ပါဆိုရပြောနေတဲ့အတန်လေးဖြစ်သွားတယ်ပေါ့နော်လီယာဒီလိုမျိုးပါဖြောင်းမယ်ဆိုလို့ရှိရင်လည်းအဲ့ထဲကိုပဲပြောင်းဝင်ပြီပေါ့နော်ပြောင်းဝင်ပြီးလို့ရှိရင်အဲ့ဒါအမားချက်လေးနဲ့လာပါတော့ပြောင်းသွားလိုက်နေမယ်ဒါဆိုလို့ရှိရင်ဒီဟာပေါ့နော်ဒီလိုလေးတော့โอเคဒါလေးရရပါပြီဒါလေးကဆိုတော့ခီတို့ပေါ့နော်မေးထားတဲ့မိကွန်လေးတွေကိုလိုက်ဖြစ်ပြရပဲဖြစ်ပါတယ်ခီဒီစမမေးပြီးလို့ရတယ်ပေါ့နော်ခီဒီဖြေတော့ဖြစ်ပြပါမယ်ရှင်နောက်တစ်ဖြေမှာပြတွေ့ရမယ်နော်အခုပေါ့နော်ခီဒီတို့ကခီဒီဟာကြောအချိန်တမချက်ဖြစ်သွားလို့ပါခီဒီဘောလုံးဟာပြေးသွားအဲ့က story ရောပြေးသွားလို့ပြဖြစ်လာပဲပါတယ်နောက်ဆုံးတစ်ခုတန်သေးရပါတော့နောက်ဆုံးခုအဲ့လို screenshot လို့ရတယ်ဆိုပြဖြစ်ပါတယ်ဘေးမှာကင်မရာလေးရှိရပေါ့နော် save ရဘေးနားမှာဒါဆို save ရဘေးနားလေးမှာကင်မရာပုံလေးရှိပါတယ်အဲ့ဒါလေးကတော့ screenshot လေးပဲဖြစ်ပါတယ်အဲဆိုရင်ပို့လို့ရတယ်ပေါ့နော်ဘေးညာပို့မလဲဆိုတော့ပို့လို့ရတယ် screenshot လေးပဲဖြစ်ပါတယ်အဲ့ဒါလေးကိုပြဖြစ်ပါတယ်နောက် video မှာပြကြရမယ်နော်ခီတီရဲ့ channel လေးကိုလည်း like subscribe လုပ်ပါရအောင်နော် bye bye